皆さん、こんにちは。私はミレイ先生チャンネルのミレイです。今日は安山新幹線読解の問題21を教えていきます。問題21、次の文章は駅に貼ってある割引の案内である。နောက်ကပေးရတဲ့စာပိုက်ကတော့ဘူရာမှာကတ်ထားတဲ့ဒီ discount ချထားတဲ့ဆိုတဲ့အတိပေးစာလေးပဲဖြစ်ပါတယ်။ရှီတာနောရှိစမောနီကိုတိုင်နာဆိုင်တဲ့အဲ့ဒီအောက်မှာပေးရတဲ့မိကုံကိုဖြေပေးပါ။ကိုတိုင်は1、2、3、4から最も良いものを1つ選びなさい。အဖြေကိုတော့1、2、3、4တဲ့ကနေမှအသင့်တော်ဆုံးတစ်ခုကိုရွေးချယ်ပေးပါတဲ့။ဒီလိုမိကုံနေရအောင်မို့အတွက်အမှတ်ရဖို့အတွက်အလွယ်ဆုံးမိကုံနေနော်အဲ့တော့ကိုကအရင်ဦးဆုံးဒီပုံစံမျိုးလာပြီးဟေ့ဆိုရင်ဒီအပေါ်ဆုံးမွန်နိုင်နီဂျူအချီကဆန်နစာကြောင်းကိုဖတ်မယ်ဖတ်ပြီးရနဲ့ဒီဒိုင်းဒီပုံလေးကိုကြည့်လိုက်မယ်ပေါ့ဒီမှာဆိုရင်ပုံကိုကြည့်လိုက်မယ်ဆိုရင်ပေါ်ဆုံးမှာရေးရတဲ့ခေါင်းစဉ်ဖတ်မယ်ဘာစုအချီနီချီဂျောရှာကန်တို့ခေါ်စုနျူဂျောကန်နော်အိုတိုကူနာဆက်တိုအဲ့တော့ဘတ်စ်တရက်စာဂျောရှာခံတရက်စာရင်စည်းလက်မှတ်တို့ဆိုတာနှစ်ကျော်စုနျူဂျောခံနော်ကျော်စုဆိုတာကွန်မွန်ဘုံပြောတာဘုံသုံးလို့ရတဲ့ဒီဝင်ခွင့်လက်မှတ်ပေါ့အဲ့ဒီရဲ့အိုတိုခုနာအိုတိုခုနာဆိုတာကြတော့ဘယ်လိုမဲ့သူအမျက်ရမယ်ပေါ့နော်ကောင်းတဲ့အမျက်ရမယ်ဆက်တူပါတဲ့သူအဲ့လိုလေးပြောတာတယ်ပြောရဲဆိုတော့ဒါလက်မှတ်ဒီကိုbus ticket လက်မှတ်နဲ့ဒီဝင်ကြီးလက်မှတ်ပေါ့နော်အဲ့ဒါတွေကိုပြောမယ်အမျက်တခုဖြစ်မဲ့ဆက်တူပေါ့နော်အဲ့လိုပုံစံမျိုးသူဈေးရောင်းနေပြီပေါ့ပြီးအဲ့ဒါကိုဟိုအောက်ကိုကြော်သွားလိုက်ပြီးတော့မိကုန်းကိုတစ်ဖက်ကြည့်အောင်တိုဤ安さんは〇〇市でバス1日乗車券を使ってレシキ博物館と現代美術館を見たいってအဲ့တော့ဒီအန်ဆန်ဝါတဲ့ဒီမြို့မှာမာရူမြို့မှာရှိရဲ့မြို့မှာသူကဘတ်စ်တရက်စာဂျောရှာခံတရက်စာရင်းစည်းလက်မှတ်ကိုတုံးပြီးတော့လက်ခိရှိဟကုပုစုခံဆိုတာကြတော့ဒီတမိုင်းဝင်ပြတိုက်တို့နှစ်ဂန်တိုင်းဘီဂျစ်စခံဆိုတာကြတော့ဒီဂန်တိုင်းခစ်နဲ့အညီဒီဘက်ခစ်ပေါ့နော်ခစ်တဲ့ဘီဂျစ်စခံအနုပညာပြတိုက်နော်အဲ့ဒီဟာတွေကိုတဲ့ဒီတရက်စာဘတ်ကားစီလက်မှတ်ကိုတုံးပြီးတော့တမိုင်းဝင်ပြတိုက်နဲ့ဒီခစ်တဲ့ဒီဘီဂျစ်စခံကိုသွားအနုပညာပြတိုက်ကိုသွားခြင်းနဲ့တဲ့ယာဆွီမီရနီဝどこでいくらの缶を買えばよいかနော်安く見るにはဆိုတာဈေးတက်နဲ့ကြည့်ရဖို့အတွက်ဆိုရင်တဲ့ဘယ်နေရာမှာဘလောက်ပေါ့နော်ဤကရဘလောက်ပေးရတဲ့ဒီတစ်ကတ်ကိုပေါ့နော်လက်မှတ်ကိုဝယ်ရင်ကောင်းမလဲတဲ့一番バスの切符売り場ဘတ်စကားရဲ့ဒီ切符အယောင်ဌာနမှာလက်မှတ်အယောင်ဌာနမှာ1100ပေးရမယ်1200အန်နော်1100ရန်ပေးရမယ်နံပါတ်1ဒီနံပါတ်2ကကြတော့မာရူရှိခန်းခိုက1900အန်နော်ဒီမာရူရှိဒီမာရူမျိုးရဲ့ခန်းခိုကဆိုတာကြတော့သူကtourist သမားတွေအတွက်ပေါ့နော်ဒီသူတို့ဒီမျိုးကိုလာလဲတဲ့ tourist သမားတွေအတွက်ဌာနလိုမျိုးဖွင့်ထားပြီးရဲ့ဌာနလိုမျိုးအဲ့လိုဟာမျိုးပေါ့နော်မြို့တိုင်းမှာရှိတယ်အဲ့လိုဟာမျိုးအဲ့ဒီဌာနမှာဝယ်မယ်1900ရန်ပေးရမယ်ဟုတ်ပြီ3番バスの切符売り場ဒါဘတ်ရဲ့လက်မှတ်အယောင်ဌာနမှာပဲ2200အန်2200ရန်ပေးရမယ်ဟုတ်ပြီနော်အလိုဝယ်မလားပြီးယွန်ဘန်ကြတော့မာရူရှိခန်းခိုက2600အန်နဲ့ဒီမာရူရှိရဲ့ tourist division tourist ဌာနမှာပဲ2600ပေးပြီးတော့ဝယ်မလားပေါ့အဲ့1 2 3 4တဲ့ကရွေးမယ်အဲ့တော့မေကွန်းကိုတိုင်းတီးသွားပြီးအရောကဘတ်စုတစ်ကတ်ကိုဝယ်မယ်ပြီးတဲ့ခါကျရင်ဘတ်စုတစ်ကတ်ကတရက်စာတစ်ကတ်ဝယ်ပြီးရပြုံမှာလက်ကိရှိထားပါတော့တမိုင်းပြတိုင်းနဲ့ဒီဂန်တိုင်းဘီဂျစ်စခံကိုလည်းကြည့်ကျင်တယ်ဒါပေမဲ့ဈေးသက်သာနဲ့လည်းကြည့်ကျင်တယ်အဲ့တော့အပေါ်ကသူရောင်းနေတဲ့ဆက်တော့ပြန်ကြည့်မယ်ပြန်ကြည့်တော့ပုံကိုကြည့်လိုက်တာနဲ့ဒီမှာလေးဒီလိုပုံနံပါတ်ဆိုဒီမှာတော့မာရူဟိုဘယ်လိုပြောမလဲသူကဈေးနှုန်းနေပါတယ်ဆိုရင်လေ
ဒီလိုမျိုး special discount တို့ဘာလို့ဆိုရင်ဒီလိုဒီချွန်းလေးနဲ့ဒါသူ white ထားတယ်အကောင်လုံးခြုံကြည့်လိုက်တိတာမြင်သားတာအဲ့2200 yen ဆိုတဲ့ဟာကိုပဲသူကအဲ့လိုချွန်းနဲ့ white ထားတယ်အဲ့ဒါတစ်ချက်ပြီးတဲ့အခါကျရင်အဲ့အချက်ရဲ့အပေါ်မှာသူက4000ကွင်းနဲ့အကြီးခတ်ထားတယ်ဗာလဲဒီဘက်ကအချင်းကြီးဂျောရှာခံ900ဟုတ်ပြီနော်ဒီဘက်ကကျတော့ခုနရေးရတဲ့အတိုင်းပဲသူနိုင်မာရူရှိလက်ခိရှိဟာကုပစုခံနဲ့ဂန်နိုင်ဘီဂျုစုခံနှစ်ခုနော်အမှ1900အဲ့ဈေးနှစ်ခုကိုပေါင်းလိုက်မယ်ဆိုရင်သူက2600အောင်မှသူကချွန်းနဲ့ရေးထားတာက2200ဖြစ်ကြမှာ2200တန်းအဲ့တော့တွက်ကြည့်လိုက်တော့မယ်2200တန်းကဘာရှိမှလဲတစ်ခုပဲရှိရယ်နော်စံပန်အဲ့တော့ဒါလေးကြည့်အောင်နဲ့ပဲဒီစမ်းပန်းကိုကြည့်လိုက်တော့သူကနေရာကိုတစ်ချက်ခက်ခုနေလောက်လိုက်အောင်မယ်ဘာစုနော်ခိပုဦးဒီပါဟုတ်ပြီအပေါ်ပြန်ကြည့်မယ်သူကဒီမှာအောက်ကနေဘယ်နေရာမှာရောက်မယ်ဘယ်အချိန်ရောက်မယ်ဆိုရရေးရတယ်လေဟာစပိုင်းခီကန်နော်ဟာစပိုင်းခီကန်ဆိုတာအချိန်ဘယ်ကနေရောင်းချမဲ့အချိန်ကြာပေါ့နော်ကိုကအချိန်သိကျင်တာမဟုတ်နေရာသိကျင်တာအဲ့တော့ဟာစပိုင်းဘာရှော့ဟာစပိုင်းဘာရှော့မာရူရှိဘာစုနော်ခိပုဦးဒီပါတမ်းပြီးတော့တွေ့တယ်ခိပုဦးဒီပါမှာဝယ်ရမှာအဲ့တော့တမ်းပြီးတော့ဇမန်ကိုယူလိုက်အောင်မယ်ဒါဆိုရင်ဒီပုတ်ကအချိန်တူနဲ့အဖြေမှန်ကိုအမြန်ဆုံးရရပေါ့နော်ဒါမဲ့အခုကဒီဟာလေးကိုရှင်းပြမယ်နော်ဖတ်ပြမယ်โอเคခုနကတော့အဖြေမှန်ဇမန်ထွက်သွားပြီပေါ့နော်ဒါမဲ့ဒီဟာဒီN9လေးကိုနားလဲအောင်လို့ဖတ်ပြမယ်နော်バス1日乗車券と共通入場券のお得なセットနော်ဘတ်စ်တရက်စာတို့ရင်စည်းကားနဲ့တရက်စာကျဲတလောက်စီအဲ့တက်ကဝယ်ရလို့ဆိုရင်တရက်ကိုကျက်ဒီဘတ်စ်ကဘယ်ဘတ်စ်နေဘယ်ခီးနေကျဲတလောက်စီအကုန် free ဖြစ်သွားတဲ့တက်ကရဲ့နောက်တစ်ခါကျရင်ကျော်စုနျူဂျောကန်ဆိုတာကြတော့ဒီကိုကဝင်ကျင်တဲ့ခမ်းမတစ်ခုတည်းဖြစ်ဖြစ်ဒီလိုပြတိုက်ပဲဖြစ်ဖြစ်အဲ့လိုကွာအခုထားပါတော့ဘယ်လိုပြောမလဲဘုံဝင်ကြီးဖြစ်သွားတယ်သူကဟိုပေါ့နော်တစ်ကက်တစ်ခုဝယ်ရုံနဲ့နှစ်ခုဝင်လို့ရတယ်ပေါ့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်နော်အဲ့ဒါမှသူကဆက်တူမှာဘာတွေပါလဲဆိုတာအောက်မှာရေးရတယ်ပထမဒီ၄တောက်ကွင်တစ်ကွက်ထဲမှာမာရူရှိဘတ်စ်အချင်းကြီးဂျောရှာခံသူနနရက်ခုနော်အဲ့တော့ဒီမာရူရှိဒီမြို့ထဲမှာရှိတဲ့ဘတ်စုကိုသုံးမယ်တနည်းစာဂျောရှာခံရင်စည်းလက်မှတ်ကိုသုံးမယ်ဆိုရင်900ရန်ကျတယ် plus ပေါင်းမယ်အဲ့ပေါ့နော်ထဆုပေါ့ထဆုပေါင်းမယ်ဒီဘာလဲကျော်စုနျူဂျောကန်ကကြတော့ဒါဘုံဝင်ခွင့်လက်မှတ်ပေါ့နော်ဘာတွေဝင်ဘယ်ခမ်းမတွေဝင်မှလဲအောက်မှာသူပေးရတယ်မာရူရှိလက်ခိရှိဟာကုပုစကန်နော်ဒီမြို့ရဲ့တမိုင်းပြတိုက်ပေါ့နော်အဲ့တမိုင်းပြတိုက်ကစံအန်1000ပေးရတယ်ပြီးနောက်တစ်ခါကျတော့ဂန်တိုင်းဘီဂျစ်စကန်ဒါခေတ်သစ်ဒီနုပညာပြတိုက်ပေါ့နော်အဲ့ပြတိုက်က900ရန်ပေးရတယ်အဲ့တော့အဲ့ဒီပေးရတဲ့ ticket ပေါ့နော်ဒီဘက် ticket နဲ့ဒီဘက် ticket နှစ်ခုအကုန်လုံးပေါင်းလိုက်ရင်hour 7အကုန်လုံး hour 7ပေါင်းလိုက်မယ်ဆိုရင်သူနဲ့နီဆန်လော့ပြခုအန်နော်2600အန်ပေးရတယ်နော်ဒါပေမဲ့အဲ့ဒါကိုဆက်တူဖြစ်သွားတဲ့ကြောင့်မို့ဆက်တူတဲ့ခါဦးတူဆက်တူဝယ်မယ်ဆိုရင်နိစန်နိရခုအမဲကြမယ်2200ရမ်းမဲကြတော့မယ်အဲ့တော့သူကအဲ့ဒါလေးကိုမြားလေးနဲ့ထိုးပြီးပြောတာသေးတယ်2200ဖြစ်သွားပြီ2600နဲ့2200ဖြစ်သွားပြီ400အန်နော်400ခုအန်မို့အတခုဒက်400အန်မြတ်သွားပြီ400ရန်တော့မြတ်သွားပြီအဲ့လိုရေးရတယ်အောက်မှာမှဟမ်မိုင်းခီကန်ဘယ်ရောင်းချမဲ့အချိန်ကြီးကတော့ဒီချိန်ဖြစ်ပါတယ်တော့เนาะရှိကဇီတာချီခါရာဒိုလကုကဇစန်ဂျူနီချီเนาะဒီ4လပိုင်း1ရက်နေ့ကနေမှ6လပိုင်း30ရက်နေ့ထိဒါရောင်းချမဲ့ခီကန်ပြီးအခါကျရင်ဟတ်စပိုင်းဘာရှော့ကကျတော့ရောင်းချမဲ့နေရာဒီနေရာတွေကလွယ်ဒီနေရာတွေမှာပဲရောင်းချပါတယ်ပေါ့အဲ့တော့မာရူရှိဘတ်စနော်ခိပူဥဒီပါဒီမာရူရှိရဲ့ဘတ်အယောင်ဌာနဘတ်လက်မှတ်အယောင်ဌာနပေါ့နော်အယောင်နေရာပေါ့အဲ့ဒါကဒီမှာတို့နော်ဟာဂျီခါရာဂျူနီဂျီမာတယ်နော်အဲ့တော့ပြောချင်တာကကြတော့မနက်၈နာရီကနေည၈နာရီထိနော်မနက်၈နာရီကနေည၈နာရီထိဒီနေရာမှာရောင်းပါတယ်ပြီးနောက်တစ်ခါကျတော့မာရူရှိလက်ခိရှိဟာကုပုစုကန်ဂန်တိုင်းဘီဂျုစုကန်နော်မာတိုဂူချီနော်ဒီမာရူသူ
ဒီပေါ့နော်ဘယ်လိုမဲ့ဝင်ခွေလက်မှတ်မနော်ကိုသွားမဲ့နေရာတွေပေါ့ဒီတမောင်းဝင်ပြတိုင်းပဲဖြစ်ဖြစ်ပြီးနောက်ခါကျရင်ခေတ်သစ်လူပညာပြတိုင်းပဲဖြစ်ဖြစ်အဲ့ဒီရဲ့မာတုကူချီဆိုကောင်တာ reception ပေါ့နော်ဝင်ခွင့်မာတုကူချီလက်မှတ်ရောင်းဌာနပေါ့ပြောမယ်ဆိုရင် reception ပေါ့နော်အဲ့ reception မှာလဲဝယ်လို့ရပါတယ်ဒါပေမဲ့သူခိကန်ကတော့ဘယ်လိုလဲခိုင်ခန်းကြီးခံနိုင်အဲ့ဒါကြတော့သူကခိုင်ဆိုတာဖွင့်တာခန်းဆိုတာဒီယုံနေကိုပြောတာအဲ့တော့ဒီခန်းနေဒီဘောနော်ခမ်းမတွေဖွင့်တဲ့အချိန်အတိုင်းပေါ့အဲ့အချိန်အတွင်းပေါ့ပိတ်သွားရင်ဝယ်လို့မရတော့ဘူးအဲ့လိုပြောချင်တာပြီးကကြရင်ယူခိုခီကန်ယူခိုခီကန်ဆိုတာကြတော့မြန်မာမှာဆို expire date လို့ပေါ့ဒီလက်မှတ်တစ်ခုဝယ်လာပြီးရင် expire date ကဘယ်လောက်ရှိရပေါ့ expire date ကဒီမှာရှိက1日からနော်6月30日အမှနည်းနည်းဖမ်းထားရပေါ့နော်ဒါမိကုန်းမှာဒါနဲ့ပတ်သက်တာမမေးပေမဲ့သူက4လပိုင်း1ရက်နေ့ကနေ6လပိုင်း30ရက်နေ့နော့ဥချီအတွင်းမှာတဲ့ဂျောရှာခံသူ new ဂျောခံထိုမိုနီမှာခိုးညူပြီးထိုဂျစ်1日限り交流နော်အဲ့တော့ဒီဂျောရှာခံပဲဖြစ်ဖြစ်နျူဂျောခံပဲဖြစ်နော်ရင်းစီလက်မှတ်ပဲဖြစ်ဖြစ်ဝင်ခွင့်လက်မှတ်ပဲဖြစ်ဖြစ်တိုမိုနီနှစ်ခုလုံးကခိုးညူပြီးဆိုတာကြတော့ဒီလက်မှတ်ကိုဝယ်လိုက်တဲ့နေ့နော်အဲ့လက်မှတ်ကိုဝယ်လိုက်တဲ့နေ့ purchase date ပေါ့ဒီလက်မှတ်ကိုပတ်စံငွေပေးချိလိုက်တဲ့နေ့အဲ့နေ့ကိုတိုးကြီးစွတ်ထပ်ပြီးညွှန်းတယ်တိုးကြီးစွတ်အဲ့ဒီနေ့1日限りတရက်တည်းကိုပဲကန့်သက်ထားတယ်ခိုးယူအဲ့တရက်ထဲ okay ပါတယ်လို့ပြောချင်တာခိုးယူအဲ့တရက်ထဲခါဂီရီကန့်အဲ့တရက်ထဲကိုပဲကန့်သက်ပြီးတော့ဘယ်လိုပြောမလဲခိုးယူ expire အဲ့တရက်ကျော်သွားရင် expire ဖြစ်ပြီပေါ့အဲ့နေ့ထိပဲခါဂီရီဖြစ်ပါတယ်ပေါ့အဲ့တော့လက်မှတ်ဝယ်တဲ့နေ့တနေ့ကုန်ပဲရတယ်အဲ့နေ့ကိုကျော်သွားရင်မရဘူးပေါ့အဲ့လိုပုံစံမျိုးရေးရတာအမအိုတိုအဝဆေဆက်သွယ်မီးမြန်းစုံစမ်းနိုင်ပါတယ်မာရူရှိခန်းခိုးကနော်ဒီမာရူမျိုးမှာရှိတဲ့ခန်းခိုးကဒီ tourist ဌာနပေါ့နော်အဲ့မှာဖုန်းနံပါတ်လေးရေးထားတယ်ဒီဖုန်းနံပါတ်ကိုဆက်သွယ်ပါပေါ့ပါပြီဒီပုတ်လေးကအမှတ်ကတစ်မှတ်ပေးရပါတယ်ဒါပေမဲ့မှာလွယ်ပါတယ်အချိန်လဲတိုးပါတယ်ဖြည့်တတ်မယ်ဆိုရင်အားလုံးဆောင်မအောင်ကြပါစေ